မင်္ဂလာပါထမင်းစားကြပါဦးခင်ဗျာဒီနေ့တော့ဒီမှာဘူးတိပြုံးနဲ့ငပိရည်နဲ့ဘူးတိပြုတ်ကျန်းခါတီးရုံးပတိတီးတခွားတီးဒီမှာငပိရည်ပေါ့နော်ငပိရည်ရုပ်တိမဟုတ်အိမ်မှာလော့ပြီးတော့ထောင်းတာဒါ9ကြော်ဒီမှာငပိရည်နဲ့နေမှာပေါ့နော်ငပိရည်နဲ့ဘူးတိပြုံးနဲ့ဒါဘဲသားဟင်းထမင်းစားကြပါဦးခင်ဗျာဘူးတိပြုံးနဲ့ငပိရည်နဲ့တီးမှာခေါင်းရမ်းတယ်ကြိုက်ဘဲသားအယုံများတယ်ဘဲသားအယုံများတယ်ဘဲနဲ့ကြမ်းရမတူဘဲအယုံများငပိရည်နဲ့ဘူးတိပြုံးနဲ့စားတာမပုံမယ်ဘူးဟင်းနေရဘဲသားဟင်းနေအယုံများ